ဆိုတော့ဘုရားလုံးဝစိတ်တော့ပါလေစိတ်တော့ဒီအားလေးတွေတရားလုံးကြီးကားတယ်နေရာတော့ပြလိုက်အဲ့ဒီမှာလူရဲ့အညို့ကျူတာဒီကတော့ပါပြောပါလောက်ပါဒါနဲ့အဲ့တုံးတဲ့အခါမှာလေဆွဲအောင်တုံးတဲ့တုံးကြီးကိုဆက်ကြည့်တာရှိတာဆိုတော့ဒါလေးရတော့ဘုရားကကိုဖေးပေါ်လာကိုပြင်းတဲ့ခါမှာဒီဘာလို့ဟိုတော့ဒီမှာအဲ့ဒီတော့ပြူတယ်ဒီလေးကြောင့်လည်းခလီကြီးညာခေါ်လေးငယ်လေးစစ်စစ်စကုန်စီလေးမှာတော့ပြောပါဟိုပြောရတော့ပြောပါတော့ပြောနေကြသူတို့ရဲ့ life ရဲ့အယူဆဖြစ်နေတာဆိုတော့ဒီရတဲ့ရှိပါတယ်ငယ်လေးပြောကြတယ်အာဒီကလေးပြောကြတယ်ဘုရားဘုရားကဘုရားတို့ရဲ့ချီကိုထပ်ဖြစ်ပြောကြတယ်ပြောလိုက်တာအားလုံးပြောကြတယ်ဒါလည်းကိုယ့်ရဲ့အင်းဉာဏ်လေးနဲ့အမှားမှန်ကိုကြိုက်ကြပြီးတော့ဆုံးဖြတ်ကြပါနော်အဲ့တော့ကျေးဇူးတင်ပါတယ်ကိုဝါကိုစုံလင်မချင်းမချန်နဲ့တကယ်ကိုမှစေနာများစွာနဲ့အကြောင်းကြောင့်သားတွေဝေမျှပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်တကယ်ကိုမှစိတ်ဝင်စားနဲ့နားထောင်ပေးကြတဲ့ဒီတက်ရောက်လာကြတဲ့ Global MBA အကြောင်းကြောင့်သားတွေအကုန်လုံးလည်းဒီချက်အများကြီးကျေးဇူးတင်ပါတယ်မေကွန်းနေမေးလို့ရပါတယ်အကိုရင်းနှီးမေးခွန်းမေးလို့ရပါတယ်မေးခွန်းမေးစတဲ့သူအမျိုးထောင်ပါโอเคကနဦးဒီပွဲကိုကျပတ်ပြီးဒီရှယ်နဲ့အမှန်ကြောင့်ကျေးဇူးပါတယ်ဒုတိယပုဂ္ဂိုလ်နဲ့ကိုမင်းမောင်ကျွန်တော်တို့ဘောင်းရှင်ကျေးဇူးပါတယ်အခုကျွန်တော်နားထောင်လိုက်တော့motivation အများကြီးရတယ်နော်ကိုမင်းမောင်တို့ပြောတာတော့ဒီကအောက်ခြေရတတ်တယ်နော်ဒီနေ့ကပတ်စံရှိတာမဟုတ်ဘူးအောက်ခြေရတတ်တယ်ပြောအဲ့နားထောင်လိုက်တော့အခုကျောင်းလာတက်တဲ့လူရတယ်စီးပွားရေးလုပ်တာဒါမှမဟုတ်ကုမ္ပဏီမှာရာထူးကြီးလုပ်တာနော်ဒီနှစ်ခုပဲရှိရကိုမြင်အောင်ကြတော့စီးပွားရေးကိုစောင့်ချပြီးလုပ်ခဲ့တယ်နောက်ပြီးတော့ကိုကျွမ်းကျင်တဲ့အလုပ်ကိုလုပ်ရမှာနော်ကျွန်တော်မစားရတယ်နောက်တစ်ခါကျတော့အလိမ်မခံဘူးနော်အလိမ်မခံဘူးဆိုရင်လောဘနောက်အလိုက်ဘူးပေါ့နောက်ပြီးတော့အားမနာဘူးလေအဲ့ဒါလည်းကျွန်တော်မသားရနော်နောက်တစ်ခါလုပ်ငန်းကုလုပ်မယ်ဆိုရင်တွက်ချက်နိုင်ဘူးကောင်းပါမယ်နောက်အမျိုးမျိုးရှိရမယ်ကိုယ့်ရဲ့ငွေကြီးကိုကိုင်နိုင်နိုင်ရှိရမယ်နော်ကိုယ့်ရဲ့ခံနိုင်ရေးပေါ့ process ရှိရမယ်နောက်ပြီးတော့ကျိုးသားရှင်တဲ့ရှိရမယ်နော်အဲ့ဒါတွေလည်းကြားရကြပါကျွန်တော်တို့ကကျောင်းထဲမှာမမိုက်တာနော်စိတ်ကမှလည်းဖြစ်ပါတယ်နော်ကျွန်တော်သိချင်တာလေခုမှပြအခု EV ကားရုပ်တွင်းတယ်ခုမှပြပုံမှန်မှာအခုက BYD C တွေလေတွင်းတယ်ဆိုတော့ကျွန်တော်သိချင်တာဘယ်လိုတွက်ချက်လဲပေါ့နော်ခုမှပြဒီမြန်မာပြည်မှာ EV ကားကိုpercentage ပေါ့လူကြီးကဘယ်လောက်ကစီးမှလဲဒီကွန်မြူနီနဲ့ EV brand မှာဘာကြောင့် BYD ကိုတွင်းလာလဲအဲ့လိုနောက်ပြီးတော့SAT ဆိုတော့ဘယ်နှစ်မှာကအမြင့်ဘယ်လောက်ထွက်မလဲပေါ့လေပုံမျိုးပြောလို့ပေါ့တက်ချက်ပြီးတော့မှစီးပွားရေးခုလောက်ရတယ်စီးပွားရေးဆောင်လို့ပါလေတက်ချက်နိုင်တဲ့စွမ်းရည်ကောင်းအောင်ပဲဝေးကြီးရတယ်တက်ချက်နိုင်လို့ဆိုတော့အဲ့လိုဘယ်လိုချက်လက်တွေကိုဝင်ပြီးတော့ EV ကားကိုပြင်လာတယ် EV ကား brand new sign တေးခုမှအများကြီးရှိတယ်မှာဒါကြောင့် BYD ကိုဘာမှပြီးဈေးတော့ပြင်လာတယ်နောက်တစ်ခါကျကျွန်တော်တို့စဉ်းစားကြည့်ရအောင်လေ EV ကားကပုံမှန်တော့ဈေးများဈေးများတော့ဒေါ်လာဈေးတက်လို့လည်းဖြစ်နိုင်တယ်နောက်တစ်ခါကျတော့ကိုယ့်ရဲ့စက်ရုံကနေပြီးတော့တရအောင်အစီထုတ်တဲ့ပုံဒီပြီးတော့လည်းဈေးနှုန်းတွေကတောင်းနေမလို့ဆိုထင်တယ်လေခုမှဒီကုမ္ပဏီ industry ခုမှဒီပိုင်းစီးကိုတရအောင်အစီပြန်ထုတ်နေဆိုတော့ဈေးတက်တာဖြစ်တာတရအောင်အစီ90တော့ထုတ်နိုင်တော့ညီငါးကားနဲ့ဝန်ထမ်းကားနဲ့ဆက်သက်စီးကားနဲ့နောက်သူ့ရဲ့ accessory တင်သွင်းကားနဲ့ဆိုရင်တော့ဈေးတွေကပုံကြီးမှာဈေးကုတ် market ကိုထည့်တဲ့အခါကျဈေးတော့အဲ့လိုမျိုးနဲ့ကျွန်တော်ကသိကျင်တာပေါ့နော်လုပ်ငန်းဥဆောင်တဲ့လူတွေနဲ့ဒီဈေးကုတ်ကိုဝင်ပြီးဆိုရင်ဘယ်လိုတက်ချက်ပြီးတော့ profit ရအောင်ဘယ်လိုလုပ်
တဲ့မိကုံကအဓိကတော့